အားလုံးပဲမင်္ဂလာပါ brain hack ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်သင်သိပါသလားကျွန်တော်တို့အုံနောက်ထဲကဆဲတွေရဲ့တိစောက်ပုံဟာစကြဝဠာကြီးတဲ့လက်စီတွေဖွဲ့စည်းပုံနဲ့99ရာခိုင်နှုန်းအထိတူညီနေပါတယ်ဒါဟာသက်ဆိုင်မှုတစ်သက်ပဲလားဒါမှမဟုတ်ကျွန်တော်တို့အားလုံးဟာအရာမှတက်ရှိရှိတစ်ခုရဲ့အုံနောက်ထဲမှာအသက်ရှင်နေကြတာလားစကြဝဠာနဲ့ဆေးပညာဆိုင်ရာထူးခြားချက်2020ခုနှစ်မှာဂျီဝဗေဒပညာရှင်တွေနဲ့အာရုံကြောပညာရှင်တွေပူးပေါင်းပြီးစကြဝဠာရဲ့ကိုညက်နဲ့အုံနောက်ဆဲကိုညက်တွေကိုနှိုင်းယှဉ်ကြည့်ကြပါတယ်။ဒါလည်းကတော့အံ့ဩစရာပါပဲ။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာလူကြီးမြောင်မြောင်နဲ့ကြည့်ရင်စကြဝဠာငယ်လေးတစ်ခုပါပဲ။ဆေးပညာအရလူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာသူ့ကြောအားလုံးကိုသာဆက်လိုက်မှဆိုရင်ကမ္ဘာပတ်လည်တစ်ပတ်စာအထိရှည်လျားပါတယ်။အပြင်ဘက်ကစကြဝဠာကြီးကခြေပြောလာတယ်လို့ဒီခန္ဓာကိုယ်ထဲမှာလည်းသိပ္ပံပညာရှင်တွေဖြေမရှာနိုင်တဲ့စကြဝဠာတစ်ခုရှိနေနိုင်ပါသေးတယ်။လူစိတ်ပညာရဲ့ထူးဆန်းတဲ့အမှတ်တရားစိတ်သိပ္ပံလောကမှာအထူးခြားဆုံးသောအရာကတော့ place ကိုအဖက်ပါဘာဆေးဘက်ဝင်အာတိတင်မှပါတဲ့ဈာလုံးကိုဒါဟာယောဂကြောင့်ဖြစ်စေတဲ့စူးစမ်းကောင်းလို့ယုံကြည်အောင်တိုက်လိုက်ရတဲ့လူနာရဲ့ခုခံအားစနစ်ကယောဂကိုအံ့ဩစရာကောင်းတော့အောင်ထိတက်ထုံနိုင်စွမ်းရှိပါတယ်။ဒါကဘာကိုသက်သေပြလဲဆိုတော့စကြဝဠာကြီးကိုပြောင်းလဲဖို့ကြိုးစားတာထက်တည့်ရဲ့စိတ်ကိုပြောင်းလဲဖို့ကပိုပြီးအစွမ်းထက်တယ်လို့ဆိုလိုတာပါ။လူကြားဆန်းပြစီဝါများရှိခေတ်ကအသုံးပြုခဲ့တဲ့ဘာဝစီဝါရင်းနဲ့ခုခေတ်ကိမီသိပ္ပံပညာကမရှင်းပြနိုင်သေးတဲ့ကုထုံးတွေအများကြီးရှိပါတယ်။ဥပမာအိမ်မက်ထဲမှာတစ်စုံတစ်ယောက်ကဒါရကုသပြီးလို့ယောဂကြောင့်တဲ့ဖြစ်ရမှန်တွေဟာကမ္ဘာသုံးပုံမှာအခိုင်အမာရှိပါတယ်။ဒါဟာအုံနောက်ကဖန်တီးလိုက်တဲ့နောက်ွယ်ဆွမ်းအားလားဒါမှမဟုတ်စကြဝဠာနဲ့အဆက်အသွယ်မိပါလား။ကဲ၍စကြဝဠာကြီးဟာအရာမအုံနောက်ကြီးတစ်ခုဖြစ်ခဲ့မှဆိုရင်ကျွန်တော်တို့ရဲ့အတွေးတစ်ခုချင်းစီဟာခြေတဝင်းရဲ့ပောက်ကွဲမှုလောက်စွမ်းထက်နိုင်ပါတယ်။တင်ဒီနေ့တွေးလိုက်တဲ့အတွေ့ကတင်းကဘာကိုဘယ်လိုပြောင်းလဲစေမလဲ။ခုလိုထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုအမြဲလေ့လာကြည့်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ brain hack channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။